ယေဇု၏မေတော်နှင့်ညီကိုတို့သည်လာ၍အပြင်၌ရပ်နေကြပြီးကိုတော်ကိုခေါ်စေခြင်းကလူစေလွတ်ကြ၏လူစုဝေးသည်ကိုတော်၏ထံတော်ပါ၌ဝိုင်းရန်လျက်ထိုင်းနေကြသည်ဖြစ်၍သူတို့ကကိုတော်၏မေတော်နှင့်ညီတော်တို့သည်ကိုတော်ကိုတွေ့လိုသဖြင့်အပြင်၌ရပ်နေကြပါသည်ဟုလျှောက်ကြ၏ကိုတော်ကလည်းငါ၏အမိနှင့်ငါ၏ညီကိုတို့သည်ကမြည်သူတို့နီးဟုမေးတော်မူပြီးနောက်မိမိအနီး၌ဝိုင်းရ၍ထိုင်းနေကြသောသူတို့ကိုကြည်တော်မူကားဤသူတို့သည်ကငါ၏အမိနှင့်ငါ၏ညီကိုများပေသည်ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်တော်သူမှန်သမျှသည်ငါ၏ညီကိုငါ၏နှမငါ၏အမိတို့ဖြစ်ကြသည်ဟုမိန့်တော်မူ၏ဘုရားသခင်၏ဧဝံဂေလိနှုတ်ကပတ်တော်ပေသည်ကိုရောရှိအားရှင်မထောက်ပံ့ရှိပါစေဒီနေ့ဖတ်သွားတဲ့ပထမကျမ်းစာမှာဒါဝိဒ်ကဘုရားသခင်ရဲ့တစ္ဆာတော်ကြီးကိုအိုဘဲဣဒုံရဲ့အိမ်ကနေပြီးတော့သူ့ရဲ့မြို့တော်ကိုအခမ်းအနားနဲ့ပင့်ဆောင်လာတာကိုတွေ့ရပါတယ်ဘုရားသခင်ရဲ့တစ္ဆာတော်ကြီးဆိုတဲ့ရာဇဝင်ကပါလေမိုးစေဟိုဣဇရာအယ်လူတွေကိုအီဂျစ်ပြည်ကြုံပွားထုတ်ဆောင်ခဲ့တဲ့ခါမှာတဲကန်တရားထဲမှာဘုရားသခင်ကငါတို့နဲ့အတူတူရှိတယ်ဆိုတဲ့အကြောင်းအမြဲတမ်းထင်ရှားစေဖို့အတွက်ဒီတစ္ဆာတော်ကြီးကိုစပြီးလုပ်ခဲ့တယ်တိဆောက်ပြီးတဲ့ခါမှာတစ္ဆာတော်ကြီးထဲမှာပညာတော်10ပါးကြောက်ဖြာနှစ်ချက်မိုးစေရဲ့တောင်မွေးမိုးစေရေးထားတဲ့ကျမ်းစာအဲ့ဒီဟာတစ္ဆာကြီးနဲ့ထမ်းသွားတာပေါ့နော်အဲ့ဒါကြီးတစ္ဆာကြီးရှိတယ်ဆိုရင်ဘုရားသခင်ဒီသူ့ရဲ့လူမျိုးတော်နဲ့အတူတူရှိတယ်ဆိုတဲ့အယူအဆယုံကြည်ချက်ကြောင့်မို့အဲ့လိုယုံကြည်ချက်နဲ့ပဲသူတို့ရန်သူတွေကိုတိုက်ပြီးဆိုလဲဒီတစ္ဆာတော်ကြီးထမ်းပြီးတော့တိုက်တာပဲရန်သူတွေကိုအောင်မြင်တာပဲဒါပေမဲ့သူတို့ကအမြဲတမ်းနေရာတကာဒီတစ္ဆာတော်ကြီးကိုထမ်းပြီးတော့နော်ရန်သူတိုက်ခိုက်တဲ့ခါမှာရန်သူလည်းရိပ်မိတယ်ဟာဒီဟာဘုရားသခင်သူတို့နဲ့အတူတူရှိလို့ငါတို့ကသူတို့တိုက်လို့မနိုင်ဘူးလို့အဲ့လိုလျှို့ဝှက်ချက်ကိုသိပြီးတဲ့ခါကျတော့ဖိလိစတင်းရန်သူတွေကဒီတစ္ဆာတော်ကြီးကိုမရရအောင်သိမ်းယူတယ်အခုကျဘုရားသခင်တစ္ဆာတော်ကြီးကဘယ်လိုလုပ်ပြီးတော့ရန်သူတွေလက်ထက်ပါသွားတာလဲဘုရားသခင်လူမျိုးတော်ကိုယ်တိုင်ကဒီတစ္ဆာတော်ကြီးကိုမျက်လှည့်ပြတယ်လို့ပဲယုံကြည်ခြင်းအပေါ်ယံယုံကြည်ခြင်းဖြစ်သွားတာဓာဟိဓမ္မသွားလိုက်အစဉ်ပြေဓာဟိဓမ္မသွားလိုက်အစဉ်ပြေတယ်ပေါ်ဆာယုံကြည်ဖြစ်တဲ့အတွက်ကြောင့်မို့ထာဝရဘုရားသခင်ရဲ့သူတို့ကိုတန်ခတ်တဲ့အနေနဲ့ဒီတစ္ဆာတော်ကြီးကရန်သူတွေလက်ထဲကိုရသွားတယ်ဖိလိစတင်းတွေကဒီတစ္ဆာတော်ကြီးကိုငါတို့ရပြီဆိုပြီးတော့သူတို့ဘယ်မှာထားတယ်သူတို့ရဲ့နတ်ဖျားတွေကိုးကွယ်တဲ့နေရာမှာထားတယ်နတ်ဖျားတွေကိုးကွယ်နေရာမှာထားတဲ့ခါမှာဒီတစ္ဆာတော်ကြီးကဘလို့တကူပြလဲဆိုတော့အဲ့တစ္ဆာတော်ကြီးနဘေးမှာရှိတဲ့နတ်ဖျားကခေါင်းပြပြီးတော့ကြာနေရောဟာအဲ့လိုဖြစ်တော့သူတို့ကြောက်လန့်ကြတယ်ဒီတစ္ဆာတော်ကြီးရောက်ကြတဲ့ကသူတို့ရန်သူနယ်မြေမှာကတ်ယောဂါတွေဆိုက်ရောက်တယ်တဲ့ဟိုကြာတော့မထားရတော့ဘူးဒါနဲ့ဒီတစ္ဆာတော်ကြီးကိုပြန်ပြီးတဲ့ခါကျတော့ဘုရားသခင်လူမျိုးတော်စီကိုပြန်ပို့လိုက်တယ်နော်ပြန်ပို့တဲ့ခါမှာဒီလိုမျိုးပဲတစ္ဆာတော်ကြီးရှိတဲ့ခါကျဒီလိုမျိုးတကူတွေပြတယ်ပါအဲ့ဒါကြောက်လန့်ပြီးတော့တိတ်ပြီးတော့အရေးတူမရှိတဲ့ခါမှာတစ္ဆာတော်ကြီးကတိမ်ကောသွားတယ်လို့ပဲနော်အခုတော့ဘယ်သူအိမ်မှာရောက်နေသလဲဆိုတော့အိုဘက်ဒီတုံရဲ့အိမ်မှာရောက်နေတယ်ဆိုတော့ဒါဝိဒ်ကသိတယ်ဘာလို့ဆိုတော့အဲ့ဒီတစ္ဆာတော်ကြီးရောက်တဲ့အိမ်မှာဘုရားသခင်ကောင်းကြီးမင်္ဂလာတွေအများကြီးခံစားရတယ်တဲ့သူလုံးသမျှလည်းအောင်မြင်တယ်တဲ့ဒီလိုဟာဒီကြားပြီးတဲ့ခါကျတော့ဒါဝိဒ်ကတစ္ဆာတော်ကြီးကိုခန်းခန်းနားနားနဲ့နေရာတကျတတ်ရရနော်ကြီးညိုဘွယ်ရာဖြစ်အောင်ထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပင့်ဆောင်လာတာဖြစ်တယ်အဲ့လိုပင့်ဆောင်လာတဲ့အခမ်းအနားမှာဒါဝိဒ်ကအင်တိုင်အားရိုင်းနဲ့ကပြီးတဲ့ခါကျတော့ဘုရားသခင်ကိုကိုးကွယ်ချီးမွမ်းတယ်ဆိုတာတွေ့ရပါတယ်ဘုရားသခင်ကမိန့်တော်မူထားတဲ့အတိုင်းပဲနော်သင်ရဲ့အရှင်ဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့စိတ်အားရှိသမျှဉာဏ်စွမ်းရှိသမျှနဲ့ကိုယ်အစွမ်းစားရှိသမျှချစ်ရမယ်ဆိုတဲ့အတိုင်းပဲဒါဝိဒ်ကလည်းဒီဟာပြေဆောင်လာတဲ့ခန္ဓာမှာခက်အေးမဟုတ်ဘူးကိုယ်အစွမ်းစားရှိတော့ကောကာတာခုံတာတို့ဟိုလိုက်လေပျော်ပျော်ရွှင်ရွှင်ကိုဝိပုကိုးွယ်တယ်ဒီနေ့မှာကျွန်တော်တို့သင်ခန်းစာယူသိချင်တာကအဲ့ဒီလိုဝိပုကိုးွယ်ရင်ကိုယ်အစွမ်းစားရှိသလောက်ကိုယ်စိတ်နှလုံးသုံးပါးစလုံးလာပြီးတော့ဘုရားကိုရှ िख ိုးကိုးွယ်တာကျွန်တော်တို့ဖြစ်ရမယ်အဲ့ဒီလိုရှ िख ိုးကိုးွယ်တာခံစားမှုရှိရမယ်ဘုရားသခင်ယုံနေအဲ့ဒီဘုရားကငါချစ်တယ်ဒါကြောင့်မို့ငါတို့ကခံစားမှုရှိရမယ်နောက်ပြီးနှစ်သိမ့်ရင်ရသွားပြီငါမအားတက်သွားပြီဒီလိုဟာဒါတွေကခံစားမှုအဲ့လိုခံစားမှုမျိုးဒါဝိဒ်လိုအင်တာအားရိုက်ကခုန်ပြီးတော့ပျော်ရွှင်ပြီးတဲ့ခါမှာကိုယ်ွယ်ချီးမွမ်းတယ်လို့ပေါ့ကျွန်တော်တို့လည်း
ကိုရမြအကြောင်းဆောင်ကကျွန်တော်တို့အတူရှိတာပဲဒါဘုရားသခင်တက်တာတော်ကြီးလိုပဲဘုရားသခင်ကျင့်ဝတ်တဲ့နေရာအဲ့ဒါကိုကျွန်တော်တို့ယုံကြည်တယ်ဆိုတာကနော်ဤယာတိဂါဤကိုခန္ဓာဖြစ်ဤဆိုတဲ့ဟာတမိုင်းကြောင့်အဲ့ဒါလည်းယုံတာပဲငါဤအသားကိုမစားဘူးငါဤအသွေးကိုမတောက်ဘူးဆိုရင်သင်တို့နဲ့အသက်မရှိရအဲ့ဒါယုံတာကိုရပြည့်တဲ့ခံမလိုက်ဒီလိုခံစားမှုအာမဲဆိုရနမောနမဲပြည့်တာမဟုတ်ဘူးဘုရားသခင်ငါနဲ့ပါသွားပြီငါနဲ့အတူတူရှိတယ်ဒီလိုယုံကြည်မှုဒါကြောင့်ဒါဝေမင်းလို့ကျွန်တော်တို့ကခုန်လိုက်တာဒါဝေမင်းလို့ကျွန်တော်တို့စိတ်ပါခြင်းလိုက်တာဘုရားအောင်တက်တဲ့ခါဒါဝေမင်းလို့ပျော်ခြင်းလိုက်တာအပြင်ပြားဟီလာဟာလာပျော်ဖို့ပြောတာမဟုတ်ဘူးအတွင်းစိတ်ကကျေနပ်အားရတယ်ကိုရတာကျေနပ်အားရတယ်အဲ့လိုဖြစ်ရမှာကျွန်တော်တို့ဒီခါမှာယာမယခါဝိပ္ပိကိုယ်ရုံလာတဲ့ခါကျတော့ဒါအပြစ်ဆူတာတော့မဟုတ်ပါဘူးဖြစ်တတ်တယ်သူကစိတ်ပြတ်နေဒီဖျားအောင်တက်ရတာဝင်လို့ဝင်ဖို့လို့အောင်းမိတယ်အစိုးရထားသေးတယ်ကွာဘုန်းကြီးလည်းဒီတိုင်းပဲအဲ့ဒါတော့စိတ်မပါဘူးဆိုရင်ကျွန်တော်တို့အများကြီးရှုံးနေနော်ဘုန်းကြီးလည်းဒီဆူတောင်းကြစုဘာဖတ်တဲ့ကသူကလည်းစာသားတာဖတ်တယ်ဘာမှမခံစားဘူးဆိုအများကြီးရှုံးတာပေါ့ဒါကြောင့်ဘုန်းကြီးကဘာလို့ကြိုးစားလဲဒီစာသားဖတ်တဲ့ခါမှာဒီစာသားနဲ့တခါတည်းထပ်တူထပ်မြခံစားပြီးတော့ဒါဆူတောင်းပါတယ်ဘာသူများအားလုံးနဲ့ဆူတောင်းပါတယ်ဒါအဲ့လိုချီးမွမ်းတာဒီဆူတောင်းတာတဲ့စိတ်ပါကူရောက်ဒါဝိမင်းလိုဖြစ်ရမယ်ဆိုတော့ကျွန်တော်ဒီသင်္ကန်းစာယူရမှာဖြစ်တယ်နောက်ပြီးတော့ဘုန်းကြီးဖတ်တော်တဲ့အေဝံဂေလိကျမ်းစာမှာလည်းဒီတိုင်းပဲတခေစုရဲ့ဆွေမျိုးသားချင်းတွေတခေစုနဲ့တွေ့ရင်လို့တဲ့လာကြတော့မေတော်မာရီယာပါဝင်ဒါလူအုပ်ကလည်းတခေစုရှေ့မှာတရားနာနေရလူအုပ်ကလည်းများတော့အိမ်ကပြည့်နေတယ်ဆွေမျိုးသားချင်းတွေကတခေစုစီဝင်လို့မရဘူးဒါကြောင့်မို့ကိုတော်ရဲ့မေတော်နဲ့ညီတော်တို့ဟာရောက်နေကြပါတယ်လို့သတင်းပို့လိုက်တယ်သတင်းပို့လိုက်တဲ့ခါမှာတခေစုကနေပြီးတော့ငါရဲ့ညီတော်နဲ့ငါရဲ့ဆွေမျိုးသားချင်းတွေကဘယ်သူတွေလဲဒီတကယ်တမ်းငါရဲ့ဆွေမျိုးသားချင်းတွေဆိုတာကဖျားသခင်အလိုတော်ကိုဆောင်ရွက်တော်သူဒီငါဤမိငါရဲ့နှမငါရဲ့ညီကိုမောင်နှမတွေဖြစ်တယ်ဖျားသခင်အလိုတော်ကိုဆောင်ရွက်တော်သူတဲ့တမ္မာကူကဒီလိုရေးထားတယ်နော်တကယ်ပထမတကယ်စုဘဘလည်းမထိုင်းရဟာတကယ်စုနီးနားမှာရှိတဲ့ဟာတွေကတကယ်တမ်းပြောရင်တော့ဘာမှအမျိုးတော်မတော်ပါဘူးအဲ့ဒါအနီးနားမှာရှိတယ်တကယ်အမျိုးအရင်းတွေကဘယ်ခလန်းလာဝေးမှာရှိတယ်စိတ်နာဝေးတာပေါ့နော်နီးတာရဲ့ဝေးတာရဲ့ကိုတိုင်းတာပြီးပြောရင်တော့မဟုတ်ဘူးဆွေမျိုးနဲ့နော်ဒစိမ့်နဲ့ဘာကွာတာတို့ဆွေမျိုးဆိုတာသိတယ်မွေးကြရဒီမှာသူဘလို့မွေးတယ်သူကဘလို့ကြုံလာတယ်ဒီလိုတမိုင်းကြောင့်အကုန်လုံးဟေးသူ့ရဲ့အကြောင်းအကုန်အစင်သိတယ်ဒစိမ့်ကတော့ဘယ်သိမှာတော့ဘူးမသိဘာမသိနဲ့ဘာမှလည်းမခံစားဘဲနဲ့လာပြီးတော့မတက်ရကြည့်နဲ့အဲ့လိုမျိုးလူကျွန်တော်တို့ဖြစ်တတ်တယ်တခင်စုဆွေမျိုးဆိုတာကဘာလဲတခင်စုကြောင့်သိတယ်သူ့ကိုချစ်တယ်သူနဲ့ရင်းနှီးတယ်အဲ့လိုမျိုးအရေးချင်းတွေရှိတယ်ဒါကြောင့်မို့ဆွေမျိုးနဲ့ဒစိမ့်နဲ့ကွာတယ်ငါတို့ကဘုရားသခင်ဆွေမျိုးဖြစ်ရမယ်ဘုရားသခင်မိသားစုထဲမှာပါဝင်ရမယ်ဘလို့ဒီအဖြစ်လဲဘုရားကိုသိခြင်းအဖြစ်ငါဒစိမ့်မဟုတ်ဘူးတခင်စုခံစားသလိုတခင်စုဒီလိုဖြစ်စေတယ်ဒီလိုဖြစ်စေဒီလိုလည်းခံစားရတယ်အဖခမီးတော်ဘုရားဒီမှာတညာလို့ဆူတောင်းတယ်ဒီလိုယုံကြည်တယ်ငါလည်းအဲ့တယ်ပဲတခင်စုရဲ့တစေသဘောတည်းကိုတော်ရဲ့လူတော်တိုင်းဖြစ်ပါစေလို့တခင်စုမွတ်ဆိုသလိုခံယူသလိုငါလည်းဘုရားကိုတော်ရဲ့လူတော်တိုင်းဖြစ်ပါစေဒါကြောင့်မို့ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ရွက်တော်သူသည်ငါရဲ့အမိငါရဲ့ဆွေမျိုးသားချင်းဘာဖြစ်တယ်ဒါကြောင့်ငါတို့ကခက်လှမ်းလှမ်းနေပြီးတော့ပါနေတဲ့ဝိပုကူဝဲခြင်းမှာဒစိမ့်ဆန်ဆန်ပါနေရမျိုးမဟုတ်ဖ ೇನೆ ကိုယ်ကခံစားမိနဲ့ပါဖို့တတိပြုမိနိုင်အောင်ကြိုးစားကြပါစို့